ဒါမျိုးလုပ်လဲဆိုရင်ကျွန်တော်တို့တစ္ဆာဖောက်တယ်လို့ပဲကျွန်တော်ခံယူတယ်ချင်းချင်းပြန်တက်တယ်လို့ကျွန်တော်ခံယူတယ်ရှင်းပြောရင်ကျွန်တော်စိတ်နာတာပေါ့အဲ့ဒီနေကဗျခမန်းချင်း17 နာရီ 40လောက်တော့ရှိလောက်တယ်တနင်္ဂနွေနေ့လည်းဖြစ်တယ်အဲ့ချိန်မှာကျွန်တော်တို့စစ်စုံမန်းတွေကိုအနာပေးထားတယ်အဲ့စကားပြောတဲ့လူကပြောနေကြတယ်အိတ်တဲ့လူကလည်းအိတ်နေကြတာအနားယူနေကြတာပေါ့အဲ့ဒီအချိန်မှာဟောကနေအတန်ကြားကြီးမှဟောကနေသူဝင်ကျဲသွားတယ်ကျဲတဲ့အချိန်မှာထောင်လေးနဲ့ထောင်၅ကြားမှာတစ်လုံးကြာပြီခဏပဲနောက်တစ်လုံးထပ်ကြာတဲ့အချိန်မှာကျွန်တော်တို့ထွက်ဆိုတဲ့အချိန်မှာထွက်တဲ့အချိန်မှာအဲ့မှာထောင်လေးကမီးလောင်ပြီးတော့အထဲမှာထိတဲ့လူတွေတော်တော်များတယ်အဲ့ဒီမှာကျွန်တော်ကလည်းထုံးနေတော့နေ6ထောက်ထိတာတော့လမ်းကြည့်လိုက်တော့အော်ဟစ်နေတဲ့လူတွေရှိတယ်သွားနိုင်လာနိုင်တဲ့လူတွေရှိပေမဲ့လည်းသူကအဲ့မှာထောင်ကမီးလောင်ပြီးတော့အပေါက်တွေပါပိတ်အပေါ်ကအသားတွေပါပြိုကျတာပြီးတာအကုန်လုံးအကောင်းတွေလည်းပြီးတယ်ထိထားတဲ့လူတွေလည်းရှိတယ်ဘလို့မှစောထုတ်လို့လည်းမရတော့သူ့မကယ်နိုင်ကိုမကယ်နိုင်ဖြစ်နေကြတော့အဲ့ဒီမှာသူကမကြောက်ဘူးသူကခဏလေးပဲတစ်လုံးဆိုတော့ကျွန်တော်တို့ဘလို့မှလုပ်လို့မရဘူးခံမရင်တနာရီပတ်ဝန်းကျင်ကြော်လောက်တော့ရှိမယ်တဲ့တောက်ချောက်ဆက်မပြတ်ကျဲတာအဲ့မှာလွတ်တဲ့လူတော့နဲတယ်ဒါပေမဲ့အဲ့မှာကျွန်တော်တို့စစ်တုံးမှန်တော်တော်များများအဲ့ထဲမှာပဲအရှင်လက်ပေါ့တောင်းနိုင်လာနိုင်ရတာနဲ့ပြေးလို့မရပဲနဲ့ပိတ်မိပြီးတော့တုံးလေးပြီးတာတွေမီးလောင်တာတွေတချို့အစမှန်တာတွေတချို့ကြောင့်ပြတ်တက်ပြီးတော့အဲ့လိုဖြစ်သွားတာတွေအားရတော်တော်များများအဲ့ထဲမှာကြံတယ်လမ်းမြင်ရတာအပုံလိုက်လို့ဖြစ်နေတာများတာတော့များတယ်ကျွန်တော်အမြင်တိုင်းပြောရရင်တော့ကျွန်တော်တို့ဘလို့ဘဝမျိုးပဲရောက်ဒီလိုဘဝမျိုးမှာရောက်လာတာညီကိုတွေပဲရဲဘော်ရဲဘက်စိတ်အပြည့်တော့ရှိတယ်စိတ်မကောင်းဘူးကျွန်တော်မျက်ရည်လည်းကျခဲ့တယ်ကျွန်တော်တို့ဘဝမှာပေါ့နောက်တစ်ခုကခန္ဓာချက်ကဘလို့ဖြစ်လာလဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ဘာလို့လုပ်ရတာလဲပေါ့ဒီလိုမျိုးကျွန်တော်တို့လက်နဲ့ကင်ဆောင်ထားတဲ့သူတွေလည်းမဟုတ်ကျွန်တော်တို့အရခတတော်ကနေမှာဒီလိုဒုက္ခတွေကြားဒဏ်ရာတွေဘယ်လိုဘဝကြားနေကျွန်တော်တို့ဆေးတွေကူးသားပေးတယ်ကျွေးမှုပြုစုဆောင်းကြောက်ထားတယ်ချိန်တိုင်းမင်းတို့မိသားစုတွေနဲ့ပြန်တွေ့စေရမယ်ငါတို့မင်းတို့နဲ့ညီကိုလိုနေတယ်တကယ်လည်းညီကိုလိုနေကြတယ်ကျွန်တော်တို့လည်းအပြတ်ဆောင်းချောက်တယ်ဒီကြားတွေကနေမှာကျွန်တော်တို့ကြားရတာပေါ့ကျွန်တော်တို့ကိုလည်းသူတို့ကတမလို့နဲ့မပတ်သက်တော့ဘူးမင်းတို့နဲ့ပတ်သက်တဲ့ရော်ကြီးတွေလည်းမင်းတို့မိသားစုတွေပြီးပြီးလို့လည်းကြားရတာပေါ့တည်အရာပေါ့တစားကြားဒါလိုကြားရတယ်ဆိုသူတို့နဲ့ကျွန်တော်တို့ဘာမှမပတ်သက်တော့ကျွန်တော်တို့ဒီအရသားဖြစ်သွားပြီ။ဘာကြောင့်ကျွန်တော်တို့ဒီလိုလုပ်ရတာလဲပေါ့။အဲ့လိုစိတ်ထဲမှာခံစားမှုကစိတ်နာကြီးတာပေါ့ကျွန်တော်တို့ဒီလောက်လုပ်ခဲ့တယ်ကျွန်တော်အခုအသက်56နှစ်ရှိခဲ့ပြီ။ကျွန်တော်တက်မတော်မှာတောင်ထမ်းဆောင်လာတာ34နှစ်ပါ။ကျွန်တော်တို့ဒီလိုတောင်ထမ်းဆောင်ခဲ့တာမှာကျွန်တော်တို့ပေါ့ဒီလိုလုပ်ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော်တော်စိတ်နာပါတယ်တက်မတော်။ဘယ်လောက်ထိဖြစ်လဲဆိုရင်ဗျကျွန်တော်စိတ်ထဲမှာတော့ဒါမျိုးလုပ်လဲဆိုရင်ကျွန်တော်တို့တစ္ဆာဖောက်တယ်လို့ပဲကျွန်တော်ခံယူတယ်ချင်းချင်းပြန်တက်တယ်လို့ကျွန်တော်ခံယူတယ်ရှင်းပြောရင်ကျွန်တော်စိတ်နာတာပေါ့ပြောရမယ်ဆိုတော့တက်မတော်တော့နာမည်ပေါ့ဒါပေမဲ့လှုပ်တဲ့လူတွေပေါ်မှာပဲမူတည်ပါတယ်လှုပ်တဲ့လူတွေကခေါင်းဆောင်ပေါ့ဗျာသူတို့အမင်းကြောင့်လှုပ်တာပဲဖြစ်မှာပဲဒါသူတို့အကျင့်စာရိတ္တပေါ်ပေါ်ပြတာကျွန်တော်တို့ဘာပြစ်မှလည်းရှိတာမဟုတ်ကျွန်တော်ထင်တာကတော့ကျွန်တော်တို့ဒီကနေပြန်သွားတဲ့အချိန်ကျရင်ဒါကျွန်တော်တို့ရဲ့ပထမစေရခံယူချက်ကကျွန်တော်တို့တက်နေလည်းမပတ်သက်တော့ကျွန်တော်မိသားစုနဲ့ကိုယ့်ရောက်မှာကိုလှုပ်ရှားမယ်လို့ရည်ရွယ်ချက်ရှိတယ်ဒါပေမဲ့သူတို့ရဲ့ကျွန်တော်စိတ်ထဲမှာအထင်ကသူတို့ကျွန်တော်တို့ဘောရက်ဆက်ခဲ့တဲ့ဟာတွေကိုအပြင်မှာတရင်ပြန့်မှာဆိုလို့လားတက်မလို့တိတ်ခါကြမှာဆိုလို့လားသူတို့မကောင်းကြောင်ပြောမှဆိုလို့လားဒါကြောင့်ကျွန်တော်တို့အပြတ်ရှင်းနှုတ်ပိတ်တယ်လို့ကျွန်တော်ခံယူတယ်အဲ့ဒီဗီဒီယိုကျွန်တော်ပြောချင်တာတော့တကယ်လို့သူတို့ကကျွန်တော်တို့ရဲဘော်ရဲဘက်သိရှိမှလို့ကျွန်တော်တို့ဒီလိုလုပ်မှာမဟုတ်ဘူးသူတို့ရဲဘော်ရဲဘက်သိမရှိလို့သူတို့ရဲ့ပြောရရင်ပြားကိုတကူကောင်းဆန်မှုပေါ့အဲ့လိုပဲကျွန်တော်ထင်တယ်ဥပမာတစ်ခုပြောရရင်ကျွန်တော်တို့ယူကရိန်းနဲ့ရုရှားနဲ့စစ်ဖြစ်တာတော့မှသူတို့ချင်းချင်းနဲ့နိုင်တာညှိနှိုင်းဆွေးနွေးပြီးတော့သူတို့ရဲ့စစ်တုံးမှန်းတွေကို
ရအောင်ပြန်ပြီးတော့ညီတိုင်းဆွေးနွေးပြီးပြည်လည်မှုရအောင်လုပ်ခေါ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့တက်မတော်ဘာဖြစ်လို့ဒီညီကိုတပ်ဖွဲ့ဝင်တွေနဲ့တိုင်းရင်းသားညီကိုတွေနဲ့ရအောင်ဆွေးနွေးတိုင်ပင်ပြီးတော့ကျွန်တော်တို့ပြန်မကွဲငဲထုတ်တာလေလို့ပြန်တွေးမိတဲ့အခါကျတော့စိတ်နာကြီးမှုတွေအများကြီးဖြစ်လာတယ်ကျွန်တော်တို့သူများနိုင်ငံစစ်သားနဲ့ကျွန်တော်နိုင်ငံစစ်သားကွာခြားမှုတွေအများကြီးဖြစ်သွားတယ်ကျွန်တော်ဘဝတွေကတလိမ့်ဆန်တကောင်တော့တောင်မိုးမရှိသေးလို့တိုက်ပွဲကြသွားရင်တော့မှဘယ်နာမှတေချံခဲ့တာလဲဆိုတာတော့မသိတဲ့ဘဝဖြစ်သွားတယ်သူများနိုင်ငံအဲ့လိုမှမဟုတ်တာဥပမာတစ်ခုကျွန်တော်ပြောပြတာပါကျွန်တော်တို့လည်းအပြင်မှာနေတော့ဒီလိုအင်တာနက်လိုင်းတွေမှာကြည့်ရပါတယ်ဒီယူကရိန်းတို့ရုရှားတို့ဖြစ်တဲ့စစ်ပွဲကြည့်ခဲ့ဒါလူသားရေးဆန္ဒမှုနဲ့သူတို့နိုင်ငံညီတိုင်းဆွေးနွေးကြတယ်ဟိုမှာခြားနိုင်ငံနဲ့တနိုင်ငံနဲ့တနိုင်ငံတော့ဒီလိုလုပ်တာကျွန်တော်တို့တနိုင်ငံထဲမှာရှိတဲ့တိုင်းရင်းသားညီကိုအချင်းချင်းကညီတိုင်းဆွေးနွေးလို့မရစရာအကြောင်းမရှိပါဘူးတယောက်နဲ့တယောက်အဘေးယူမှမတရဆွေးနွေးဖြစ်ပါတယ်ရန်သူတော်ပြောတဲ့မိတ်ဆွေဖြစ်သေးတာပဲခုကအတ္တဆန်လို့ဖြစ်တယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒီလိုမျိုးဖြစ်စဉ်နေနဲ့ပတ်သက်ပြီးတော့ပြောချင်တာဆိုတော့ဒါကျွန်တော်တို့တမတော်သားကြီးနောက်ဒါမျိုးအဖြစ်ဆိုးနေမကြုံပါစေနဲ့မကြုံရအောင်လဲခေါင်းဆောင်ခေါင်းနေနဲ့တွေ့ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ကိုယ့်ဘောမှာရင်ဝယ်သားခဲ့သူကြောရသားလဲသားရင်ရသားလဲသားဟိုအောက်ခြေတိစင်းကြည့်တဲ့ခေါင်းဆောင်ခေါင်းနေနဲ့တွေ့ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဗျာလက်ရှိကျွန်တော်တို့ဒီမှာရှိတဲ့ထောင်မူးလို့ကျွန်တော်တို့ဒီလောက်ဒုက္ခရောက်နေတဲ့ကြားမှာတော့ကျွန်တော်တို့ထမင်းငတ်မထားဘူးရအောင်တွေးတယ်စီရအောင်ကူးပေးတယ်ဒါကျွန်တော်တို့ကဖခင်ဆိုမှမှားပါဘူးလက်ရှိပေါ့ဒီထောင်မှာပေါ့ဒါဖခင်ဆိုမှမှားပါဘူးကျေးဇူးရှင်ပါဗျာဒါကျွန်တော်တို့တစ်သက်လုံးမေးလို့မရဘူးတကယ်လို့ကျွန်တော်တို့ဒီကနေမင်းတို့ပြန်ကြတော့ကွာလို့ပြောတဲ့အချိန်မှာကျွန်တော်တို့မိသားစုရှိပြန်ရောက်ရင်ကျွန်တော်ဒါတွေကိုကျွန်တော်မိသားစုတွေပြောပြမှာဖေကိုဒီလိုကယ်ခဲ့တာဘသူတွေဒီကျေးဇူးတရားတွေကိုမေးလို့မရဘူးဒီညီကိုတိုင်းရင်းသားဒီလူမျိုးတွေကဒီလိုရှိပါတယ်ကျွန်တော်ပြောပြရမှာဒါမှလည်းနောင်လာနောင်သားတွေကိုသားသမီးတွေသူကဘာလူမျိုးကငါကဘာလူမျိုးကသားသမီးတွေကတိုင်းရင်းသားချင်းချင်းစိတ်ဝမ်းမကွဲအောင်တော့ကိုသားသမီးတွေကိုမိဘတွေကနေတော့ပြောပြရမှာတောင်းရှိပါတယ်